ကျွန်တော်ခွဲပြီးပြီးချင်းနှစ်နာရီကျော်ပဲရှိသေးတယ်တမ်းပြီးလမ်းရောက်ခိုင်းတယ်လေးချောင်းတော့လို့ပါအောင်လဲပေါ့နှစ်ပတ်လုံးဒီ join သက်တွေလဲလိုက်တာဒီထဲမှာသူတို့ရဲ့သုံးတဲ့ပစ္စည်းတစ်ခုပေါ့အဲ့ဒါအစားထိုးလိုက်တာခွဲပြီးပြီးချင်းတရက်နှစ်ရက်က ICU ခန်းထဲမှာနေရတာ ICU ခန်းထဲမှာနေလို့ချင်းကိုကမသိဘူးတယောက်တည်းနေရတယ်လို့မသိဘူးအဲ့ဒီမှာကိုကတယောက်တည်းနေတဲ့နေငိုတာပေါ့တယောက်တည်းထားရမှာရမ်းဝမ်းနေတော်တော့ရင်ထိနေပေါ့ဒါပေမဲ့ဟိုမှာလည်းရင်ထိနေပဲပြန်လာတော့ဆင်ပြေပါတယ်ခွဲသိမ့်ပါဟိုသူတို့ကထုံသေးရဲ့မေသေးရဲ့ပေးမှာအဲ့မှာထုံသေးကတော့ထုံသွားတယ်မေသေးကမမေပဲနဲ့ကွာဒီတိုင်းပဲအဲ့ချိန်မှာရင်ရိတ်တာကိုမသိလိုက်ဘူးကိုစီးပိုက်တယ်တော့ပြန်ပြီးတော့အပြင်ရောက်ခါကျမှသိတယ်အပြီးလည်းပြီးရောစီးပိုက်ဖြုတ်တဲ့ချိန်တော့ရှက်ပါတယ်ရှက်စရာနော်သူကစီးပိုက်က3ရက်နေကိုဖြုတ်တာတယ်ခွဲပြီးတော့3ရက်နေတော့အဖြုတ်လည်းဖြုတ်ရောကိုမသိဘူးအိမ်နာအပြီးလည်းပြီးရောနာပါတယ်ကြည့်လိုက်ကလမလေးလာပြီးလုံးဟုတ်တယ်ရန်နာတော့ရင်မတိတ်ပါဘာလို့တဲရမှာရှက်တာပေါ့အဲ့ဒီနေလိုက်ရှက်တာရန်တော့ပါတယ်အိန္ဒိယဆရာဝန်နဲ့ nasty ရောရန်လည်း give side တယ်ကျွန်တော်ခွဲပြီးပြီးချင်းနှစ်နာရီကျော်ပဲရှိသေးတယ်တမ်းပြီးလမ်းရောက်ခိုင်းတယ်လေးချောင်းတော့လို့ပါအောင်လဲပေါ့အခုခွဲစိတ်တာကြတော့ဒီပေါင်ပဲဆိုနှစ်ဖက်လုံးလားနှစ်ပတ်လုံးဒီ join သက်တွေလဲလိုက်တာဒီထဲမှာသူတို့ရဲ့သုံးတဲ့ပစ္စည်းတစ်ခုပေါ့အဲ့ဒါအစားထိုးလိုက်တာစတီးပါစားထွက်တာတီးတော့ဘာလို့မသိဘူးသူတို့နောက်ဆုံးပေါ့ပဲစတီးတော့မဟုတ် stainless steel မဟုတ်အဲ့တဲ့ပုံမိုက်တာကွာအဲ့လိုမျိုးခွဲပြီးပြီးချင်းတရက်နှစ်ရက်က ICU ခန်းထဲမှာနေရတာ ICU ခန်းထဲမှာနေလို့ချင်းကိုကမသိဘူးတယောက်တည်းနေရတယ်လို့မသိဘူးအဲ့ဒီမှာကိုကတယောက်တည်းနေတဲ့နေငိုတာပေါ့ဒရမာကင်းလာတယ်အဲ့မှာဟိုနတ်မတဲ့ဟီးရတယ်တဲ့ဟောကိုစက်တရားလည်းပြရတယ်အဲ့ချိန်မှာပြန်လွတ်လာတယ်ပေါ့ချစ်ခွဲရပေါ့တယောက်တည်းထားရချိန်မှာရမ်းဝမ်းနေကျွန်တော်ကဒီလောက်မီဒီယာရှောင်တဲ့ကောင်ကအိန္ဒိယရောက်ခါကျမှအိန္ဒိယဆေးရောစပွန်ဆာပေးတယ်မေးတော့ဖြေရတယ်အဲ့လိုမျိုးကင်မရာရှောင်တဲ့ကောင်ကကင်မရာနဲ့တွေ့ပြီးတော့ဟိုမှာလမ်းလေးရှောင်ဟာလောရပြီဟိုမှာလည်းဝှေ့ချင်းတယ်ပဲပြန်လာတော့ဝှေ့ချင်းတယ်ပဲစင်းလာကြမှာအိန္ဒိယဆရာနဲ့ nest တွေအကုန်လုံးတကယ်ကျေးဇူးမမေ့ပါဘူးတကယ်တော့ဟုတ်တယ်တကယ်ရမ်းကောင်းတယ်ပြီးတော့ကျွန်တော်ချေးသက်ပေးတဲ့ဒေါက်တာရင်ကျေးဇူးအများကြီးတင်တယ်ကျွန်တော်9လပိုင်း18ရက်နေ့ကဘိုက်အရန်အောင်လို့ဆေးရုံတက်လိုက်တာအဲ့စမ်းသိပြီကောင်းပါလေငါသိပြီလို့ပြောလိုက်ပါဆိုကိုတော်လိုက်ဝန်တင်တာလေဘာတော့ထွေးထူးမရှိပါဘူးလုံးပြဘာလို့ကျမ်းမရကောင်းသွားပြီဆိုရင်နောက်မှဖြစ်သေးဘူးနောက်မှဖြစ်ဖို့အတွက်ကိုလေ့ကျင့်ကနေပါအများကြီးလုပ်အောင် exercise တွေအဲ့အတွက်ခဏယာယီနားပါအောင်ပဲပြန်လာမယ်